đó nó ở đây đấy thế nhiều này mà dễ tông còn mà đi này sao làm nó rồi mấy gì nèအဲ့လိုမျိုးရက်တော့လိုက်တယ်တင်းညံနဲ့လျှောက်တယ်တဲ့အဲ့ဒီကလေးသိသွားခဲ့ရင်အဖေမကြောက်ဘူးနော်အဖေမကြောက်ဘူးဒါပေမဲ့ဒုံလဘရန်ခံပြီးတော့အချိုးမကြရင်အပေတရက်ကြတယ်နော်နှစ်ခုယူကြိုက်တာရွေးမယ်အဲ့ဒါကြောင့်မလို့ဆရာတော်ကြောင်းအဲ့လိုကြီးဖောက်လာမျိုးတဘာမှဘုန်းကြီးလာမဟုတ်ဘူးတရားမလားပြီးရင်တိတ်ခါချတဲ့ခါမှာလည်းလူသေးတယ်တိတ်ခါချတယ်လူသေးတယ်တချို့ကဒုံလဘရန်ခံသွားပြီးတနေရာသွားလိုက်တယ်တွေ့တဲ့နေရာလေးမှာအစင်မသိတော့တိတ်ခါချခဲ့မန္တလေးဖျားဘူးသွားတယ်တိတ်ခါချတဲ့ဘုန်းကြီးကစာတက်လားမတက်လားစနစ်ကြလားမကြလားအဲ့ဒါလည်းမသိသေးဘူးတောင်းဒုံလဘရန်ခံတာကောင်းတဲ့လောက်မြတ်တဲ့လောက်အဖြစ်ကြီးတယ်လို့ပြောကြတာတတိထားဖို့တတိထားစရာလေးတွေဒါနောင်ဟိုဘက်ကတရားခွေထဲမှာပါသွားရင်လည်းစနစ်တကျတေချာပြောတယ်တရားနဲ့မဆိုင်သေးဘူးဆရာတော်မန္တလေးကနေပြန်လာပါတယ်ပြန်လာဦးစင်းအောင်မြင်ကဝိနကသူကသာလာရတဲ့အဲ့ဒီကလေးတွေတိတ်ကတပည့်တော်ချိန်မှမချပဲနဲ့တဲ့ဘုန်းကြီးဆိုရိတ်ကန်ရိတ်တာရောမင်္ဂလာအခုကုမာရဆောင်းကန်ကြွနေတဲ့ရိတ်တာလန်းတို့ကန်တော်လန်းတို့အဲ့ဒီကလေးလေးတွေ6ယောက်3ယောက်ကတိတ်ကချပြီးသွားတယ် BSc MSc ကျောင်းသားလေးတွေအဲ့ဒါနဲ့ဒီဦးစင်းအောင်မြင်ကဒုတ်သာနာတက္ကသိုလ်တက်နေအောင်မရွှေကိုရောက်လာတော့ကျေးဇူးကျောင်းရောက်လာတော့သူကဘုတ်ကောရှိမှချကြတယ်ပြောလို့တဲ့သင်္ကန်းမယူချင်ပါဘူးဒီတော့တိတ်ခါပဲတင်နေတယ်တိတ်ခါချမပေးချင်ဘူးကျောင်းမှာလည်းလာတိတ်ခါကျဘယ်တော့ဆရာတော်မချပေးဘူးစာလေးရေးပြီးဘုန်းကြီးတစ်ပါးကိုအခုနေငစောတိတ်ခါလာချတယ်ငစောမိမချောလှလှလေးစိတ်ထဲကตาရသွားတယ်ဒီလိုမိန်းကလေးလေးမျိုးလေးနဲ့များကွာဥက္ကောသံလို့ဘဝနေရရင်စုပြေလောက်တယ်လို့စိတ်လေးကဖြစ်သွားတယ်အဲ့ဒီမှာဗုဒ္ဓံပစ္စကခါမျိုးตาရလိုက်ရင်ကြောက်သွားနေနေအော်တိုဘာလို့မရတော့ဘူးအဲ့ဒါဘယ်တော့မှခုနဝိဒနေရလဲမန္တလာတိတ်ခါချမလို့တဲ့မသိသိရဲ့တင်ငယ်ညောတင်းသိရဲ့ပုံညာဟိုကိုရောဘာတော့စာရေးပြီးအပေါ်တက်နေလိုက်တယ်နားလည်းမတော့ဘယ်တော့နားမထောင်တရားမှတိတ်ခါမချပေးဘူးစာရေးပြီးတယ်သွားတပားယူသွားပြောတယ်မချပေးဘူးကျောင်းမှာဘယ်တော့တိတ်ခါမချဘူးအဲ့ဒါနဲ့ဒီဦးဇင်းအောင်မြင်ချခိုင်းတော့ကိုတော်လေးသုံးပါးတိတ်ခါချမလို့စာကလေးစာလေးရေးမဲမဖတ်ဗုဒ္ဓံပစ္စကခိုင်းမှမေးတာပေါ့ကွာအဲ့ဒီကြာမှာဟိုဘက်ကဘေးနာကိုတော်တိတ်ခါချပြီးသားသုံးပါးကဒီလိုတော့တိတ်ခါချတာနဲ့မတူဘူးနော်တဲ့ဟာမင်းတို့ကဘယ်လိုချလို့လဲဆိုတော့ပြောကြည့်ပေါ့ကရင်ပြည်နယ်မွန်ပြည်နယ်မင်းတို့သိပြီးသားပဲရန်ကုန်မြို့မှာအဲ့ဒီမှာဆရာတော်ဘုရားကြီးကဘုံတကူအာနုဘောကြီးဘုံကံကြီးမှာတော့ဒုံလဘသွားဝှက်ကြလိုက်တာရန်ကုန်မှာအပင်ငရဲကြမဲ့ပုံကိုယ်တွေထောင်နဲ့တောင်းနဲ့တိတ်တနာဖို့ကောင်းတယ်ဘယ်လိုတွေမှမသိတော့တရားနာတော့နော်တရားနာတော့အခုနေရာဒီထဲမှာပါခဲ့လို့ရှိရင်လူမျိုးကြီးစင်ရင်တိတ်ခါချလို့ရသေးမှီသေးတယ်အဲ့ဒါနဲ့ဟာမင်းသုံးပါဘယ်လိုချလဲဆိုတော့ဒီလိုတော့အားတဲ့တောင်ဘွားအစင်မှာဘုန်းကြီးတစ်ပါးယူဝင်လိုက်တယ်တဲ့ဖေကမင်းတို့၅ပါးသီလတန်းဆိုစမ်းမင်းတို့လူလားဘုန်းကြီးလားလို့ဖေကလူလို့ပြောဆိုဘုန်းကြီးလူလို့ပဲပြောလို့ရမှာတော့အဲ့နဲ့ဘုန်းကြီးကိုသူလူလို့ပြော၅ပါးသီလပေးပြီးတော့မှပရိသုတ်တော်အဟံပန်းတွေပရိသုတ်တော်မန္တာတွေချတာသိပြီလေအဲ့ဒါကဝါဒနာပြုဝိသုဒ္ဓိဘဝါဒနာဒီလိုမျိုးလောက်တာဟာဥပုပ်ပြုတဲ့ပါဠိဘဝါဒနာမှာဝါကျိုးရင်ပရိသုတ်တော်အဟံပန်းတွေပရိသုတ်တော်မှာတပည့်တော်တန်ရှင်ကိရိတာအာဘတန်ရှင်းပါတယ်ဘုရားလို့ဥပုပ်ပြုတဲ့ပါဠိ तू အဲ့ဒါကြားဘူးလိမ့်မယ်အဲ့ဒါလေးသင်ပြီးတော့ဟိုကိုတော်သုံးမှာတိတ်ခါမကြခဲ့ဒါပြန်ကောင်းပြီဟဲ့အောင်လာကြမစောကြီးစားရှိလားဆိုရှိတယ်တဲ့ဘယ်နေ့ကအဲ့ဒီကောင်မလေးတွေနဲ့ဘလူတွေဖြစ်ပြီးပြီလေဘာမှထိရသေးတယ်ဘာဖြစ်သေးဘာမရိုးသားလားရိုးသားတယ်မကြီးနဲ့တိတ်ရေးကြည့်တယ်အဲ့ဒီကလေးလေးကကောင်မလေးသွားထိမ तू ပါစီကကြာလာသူလူလေသူနောက်တစ်ခါဘုန်းကြီးဝေအောင်မယ်အဲ့ဒီကောင်လေးကမင်းတို့မရင်းနဲ့ရေးစရာတော့မဟုတ်ဘူး it's not joke this is not joke အဲ့ဒီကျမှအဲ့ဒီကောင်လေးတော့တိတ်ကပြန်ချရတယ်တိတ်ကမကြောက်အဲ့တော့ဥဒ္ဒဝင်းရောက်ငဇဝတိတ်ကမကြောက်ဘူးအိမ်ရမှာကိုယ်စနီးကြီးရောက်မှတိတ်ကပါရစရာကြာတယ်အဲ့ဒီကောင်ဒုံလဘယံခံတော့မှဒီကောင်အပယ်ဖြစ်သွားတာသူကသူအရက်တော့တာပယ်မကြောက်ဘူးတိတ်နဲ့တာရန်ကုန်မြို့မှာအများကြီးတာမျိုးတွေအများကြီးဟာဒီလိုတငယ်ချင်းတွေအယောက်20လောက်ဝတ်တာဗျာတဲ့ခြံတဲ့ကောင်တော့ငါမကယ်နိုင်တော့ဘူးလို့သွားပြီကြည့်တော့တို့ဆရာဓမင်းကြီးဆရာတော့ဘာမှမတော်ဘူးဒါငါမိကောင်းဖခင်